ကြည့်နေတဲ့သူလေးတွေကအခုဒီတရက်လောက်အတော်အတွင်းထဲမှာပေါ့နော်ကိုကတော့မစင်စားဘူးတိတ်လည်းမတွေးမိဘူးဒါပေမဲ့ကိုနဲ့အရင်တော့ကပတ်သက်ဖူးတဲ့သူတယောက်soul connection ရှိနေတဲ့သူတယောက်ပေါ့နော်အဲ့လူနဲ့အဲ့လူကိုတွားပြီးတော့တတိယစီမဲ့တချင်းမျိုးကြားရတာမျိုးဒါမှမဟုတ်ရင်တချင်းတစ်ပုတ်ကိုကြားလိုက်တဲ့အချိန်မှာသူ့ကိုတန်းပြီးတော့အာယုံထဲမှာပေါ်လာတာမျိုးသူနဲ့ကိုနဲ့အရင်တော့ကပတ်သက်ခဲ့တယ်ဆိုရင်အဲ့ပတ်သက်ခဲ့တော့ကအဲ့လိုနှစ်ယောက်စလုံးသိတဲ့တချင်းမျိုးပဲအဲ့လိုအမှတ်တရဖြစ်စေတဲ့တချင်းမျိုးလေးတွေဖြစ်ပေါ့နော်အဲ့လိုမျိုးလေးတွေကြားရတာမျိုးပေါ့ဒီရက်ပိုင်းထဲမှာအဲ့လိုမျိုးတွေဖြစ်တယ်ပြီးလို့ရှိရင်သူနဲ့တူတဲ့လူတယောက်ရဲ့ဓာတ်ပုံပေါ့နော်အဲ့လိုပုံကိုရုပ်တရက်ဒီ social media မှာတွေ့တာမျိုးပဲဖြစ်ပေါ့သူလို့တော့ထင်လိုက်တာဒါပေမဲ့တကယ်တမ်းတော့သူတော့မဟုတ်ဘူးဒါတူတဲ့သူတယောက်ပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်နေတယ်ဆိုရင်တော့ဒီကိုယ့်ရဲ့ဒီတစ်ဖက်သူပေါ့နော်တစ်ဖက်သူကရဲ့ကိုကိုဘာကြီးပြောချင်နေလဲဆိုတာကိုဒီ reading ထဲမှာကြည့်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့စောစောကပြောတဲ့အတိုင်းလေးတွေဒီတရက်နှစ်ရက်အတော်အတွင်းထဲမှာဖြစ်ထားတယ်ဆိုရင်ဒီ reading ကအကျုံးဝင်ပါတယ်ပြီးရင်တချို့လေးတွေအတွက်ကဒီ reading ကိုမြင်တဲ့အချိန်မှာဒီတစ်ဖက်သူကိုတန်းပြီးတော့အာယုံထဲမှာပေါ်လာတယ်ဆိုရင်လည်းဒီ reading ကတဲ့အတွက်ဖြစ်ပါတယ်အဲ့တော့တစ်ဖက်သူရဲ့အနေအထားလေးကိုကြည့်ရအောင်အဲ့တော့သူကလေဘယ်လိုမျိုးလဲဆိုတော့သူကအခုလောလောဆယ်မှာကျတော့သူကအလုပ်ကိုပဲစူးစမ်းပြီးလုပ်နေတယ်အလုပ်ကိုစူးစမ်းပြီးလုပ်နေတယ်ပြောရရင်တော့သူ့ရဲ့အတွေးခေါ်သူဒီအတွေးခေါ်ကောင်းတဲ့သူတစ်ယောက်ဖြစ်တယ်ပြောရရင်တော့သူအခုချိန်မှာတော့သူ့ရဲ့အတွေးတွေကိုအတတ်နိုင်ဆုံးထိန်းချုပ်ပြီးတော့ပေါ့နော်သူအဲ့လိုစီးပွားရေးတစ်ခုခုလုပ်နေတယ်ငွေရှာနေတယ်စီးပွားရေးလုပ်နေတယ်အဲ့လိုပုံစံမျိုးကိုတွေ့ရတယ်ပြီးလို့ရှိရင်ပုံမှန်အားဖြင့်တော့သူကလေတငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါးနေတယ်ပေါ့နော်အဲ့ဒါကသူကနေပိုင်းအချိန်တွေမှာတော့ဒီလိုမျိုးပဲသူတငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါးနေတယ်သူလုံးဆရာရှိတာလုပ်တယ်စီးပွားရှာတယ်အဲ့လိုပုံစံမျိုးပဲဒါပေမဲ့ညပိုင်းရောက်ပြီဆိုရင်သူအရန်ခံစားရတယ်သူအဲ့လိုမျိုးပေါ့နော်သူ့ကိုအတွေးပေါင်းဆောင်ကသူ့ကိုနှိပ်စက်လာတယ်ပေါ့နော်ပြောရရင်တော့သူတယောက်တည်းရှိတဲ့အချိန်လို့သူအနီးနားမှာအဲ့လိုသူဘေးနားမှာအဲ့လိုသူ့ကိုပျော်ရွှင်စေမဲ့သူတွေတငယ်ချင်းတွေမရှိရတဲ့အချိန်ကျရင်သူအရန်အထီးကျန်ပြီးတော့သူ့ရဲ့အတွေးပေါင်းဆောင်ကသူ့ကိုနှိပ်စက်နေတယ်ဆိုတော့ခံစားမှုမျိုးသူ့မှာဖြစ်နေတယ်ပေါ့နော်ပြောရရင်တော့သူက follower လေးတွေကိုသူတတိယရတာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်နေတာကိုတွေ့ရတယ်ပြီးတော့သူ့ရဲ့အနေအထားကအခုလက်ရှိအခြေအနေမှာလေရှေ့ရေးဆိုတာတွေကိုအများကြီးတွေသူဘာမှမတွေ့ဘူးလောလောဆယ်မှာပျော်စရာရှိပျော်လိုက်မယ်ဘာဆိုဘာမှမတွေးချင်ဘူးအဲ့လိုပုံစံမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးနဲ့သူဘဝကိုဘယ်လို easy going ပုံစံမျိုးနဲ့သူသွားနေတာမျိုးတွေ့ရတယ်ဒါပေမဲ့သူကအဲ့ဒါကပုံမှန်ဒီနေပိုင်းဆိုရင်အဲ့လိုပုံစံမျိုးပေါ့နော်ညပိုင်းဆိုရင်သူကအတွေးတွေအများများတယ်အဲ့လိုပုံစံမျိုးအတွေးတွေအများများတယ်ညတွေအိမ်မပြောဘူးညတွေဆိုရင် follower လေးတွေအကြောင်းသူအရန်စဉ်းစားတာမျိုးဒီလိုပုံစံမျိုးလေးကိုတွေ့ရတယ်အထူးသဖြင့်ည10နာရီ17နာရီနောက်ပိုင်းနေပေါ့နော်အဲ့လိုအချိန်တွေမှာ तू ပို့ပြီးတော့အဲ့လိုခံစားရတယ်ပြောရင်ဒီရက်ပိုင်းထဲမှာ तू တော်တော်လေးကို follower လေးတွေကိုသတိရနေတာမျိုးတွေ့ရတယ်ပြီးတော့နောက်တစ်ခုကကျတော့သူကလေ follower လေးတွေကို तू ရှာနေရဆိုတာကလေတွေးဖို့ဘယ်လိုပြောလဲဆိုတော့ follower လေးတွေနဲ့ပတ်သက်တာလေးတွေကို तू ပြန်ပြီးတော့လိုက်ပြီးရှာဖွေနေတာမျိုးအဲ့လိုပုံစံမျိုး energy ကိုရရတယ်နော်ပြီးတော့နောက်တစ်ခုကကျတော့လေ तू ကအဲ့လို follower လေးတွေနဲ့အမှတ်တရနေ့တစ်နေ့အဲ့ဒီနေ့ကဖြစ်ပျက်ခဲ့တဲ့အရာတွေပေါ့နော်အဲ့ဒါတွေကိုအသေးစိတ်ကစား तू မှတ်မိနေတယ်တဲ့ तू အဲ့ဒါကိုပြန်ပြီးတော့သတိရတယ်ဥပမာပထမဆုံးစတွေ့တဲ့ရက်လားဒါမှမဟုတ်နောက်ဆုံးနှုတ်ဆက်ခဲ့တဲ့ရက်လားဒါမှမဟုတ်အဲ့ဒီကြားထဲမှာပဲတွေ့တဲ့ရက်တရက်မှာအဲ့လိုမျိုးထူးထူးခြားခြား तू အဲ့ဒီရက်တရက်မှာဖြစ်ခဲ့တဲ့အသေးစိတ်ကလေးတွေကအစား तू မှတ်မိနေတယ်တဲ့ तू အဲ့ဒါကိုပဲ तू ပြန်ပြီးတော့သတိရနေတာမျိုးတွေ့ရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့အဲ့ဒီနေ့ကဘယ်လိုမျိုးလဲဆိုတော့အဲ့လိုပေါ့နှစ်ယောက်လုံးမှာပုံမှန်ဆိုရင်ပြောနေကြမဟုတ်တဲ့စကားတွေကိုအဲ့နေ့မှာနှစ်ယောက်ပြောလိုက်ကြတဲ့နေ့တစ်နေ့ဖြစ်နိုင်တယ်စကားလုံးလေးတွေပါလိမ့်မယ်เนาะစကားလုံးလေးတွေ
စကလုံးလေးတွေအပြုတ်မှုလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေပါလိမ့်မယ်အရန်အနေမှာထူခြားတယ်ပုံမှန်ခါတိုင်းရက်တွေနဲ့မတူဘဲနဲ့အဲ့လိုမျိုးပေါ့နော်အဲ့ဒါပထမဆုံးရက်ဖြစ်နိုင်တယ်ဒါမှမဟုတ်နောက်ဆုံးရက်ဖြစ်ဖို့ပိုများတယ်ပေါ့နော်နောက်ဆုံးသူနဲ့နောက်ဆုံးတွေ့ခဲ့တဲ့နေ့တစ်နေ့ဖြစ်ဖို့ပိုများတယ်အဲ့လိုရက်တရက်ရဲ့အသေးစိတ်ကိုသူမှတ်မိနေတယ်သူဘယ်တော့မှမေ့မှာမဟုတ်ဘူးလို့လဲသူအဲ့နေ့တုန်းကပြောကောင်းပြောခဲ့မှာပါနော်ပြီးတော့နောက်တစ်ခုကကျတော့သူအခုချိန်မှာဒီ connection ပေါ့နော်နှစ်ယောက်ကြားထဲမှာရှိနေတဲ့ connection ကိုသူနားလည်စာပြုလာပြီလို့သူပြောတယ်။ဘာလဲဆိုတော့သူကလေအဲ့ဒီနေ့မှာလဲသူက follower လေးတွေကိုပြောကောင်းပြောခဲ့မှာပေါ့။အဲ့လိုမျိုး connection ငါတို့နှစ်ယောက်ကြားထဲမှာအဲ့လို connection ရှိရဲအဲ့လိုရှိနေမှန်းတော့သိတယ်လို့ကတော့အဲ့လိုမျိုးလေးတွေပြောခဲ့ဘူးလိမ့်မယ်ထင်တယ်နော်။ तू အခုချိန်မှာလဲအဲ့ connection ဆိုတဲ့စကားလုံးကို तू ပြန်ပြီးတော့သုံးနေပြန်ပြီနော်။ तू အဲ့လိုမျိုးနှစ်ယောက်ကြားထဲမှာရှိနေတယ်ဘလို့မှဖြတ်တောက်မရနိုင်ဘူးမေးဖြောက်ဖို့ခက်တယ်ဖြတ်တောက်လို့ခက်တယ် move on လုပ်ဖို့ခက်ခဲတယ်ဆိုတဲ့အနေအထားကိုဖြစ်နေစေတဲ့ connection တစ်ခုဆိုပြီးတော့ तू အခုနားလဲတာပြုတ်နေတယ်နှစ်ယောက်ကြားထဲမှာတစ်ခုခုတော့ရှိရမယ်ဆိုတဲ့စိတ်ခံစားချက်လည်း तू မှာဖြစ်နေတယ်ပေါ့နော်အဲ့ခံစားချက်ကအခုမှဖြစ်တာတော့မဟုတ်ဘူး follower လေးတို့စပြီးတော့တွေးတဲ့အချိန်ကလေးကအဲ့ခံစားချက်သူ့မှာရောကိုယ်မှာရောဖြစ်ခဲ့တာများသောအားဖြင့် soul connection ရှိတဲ့သူ twin flame တမားတွေဒါမျိုးတွေဖြစ်နေမယ်နော်ပြီးတော့နောက်တစ်ခုကကျတော့သူ့ရဲ့စိတ်ထဲမှာဗာလဲဆိုတော့ငါတို့နှစ်ယောက်ကလုံးဝမဖြစ်နိုင်ဘူးငါတို့ကိုလန်းကိုပဲသွားကြရမယ့်သူတွေပါဆိုပြီးတော့လည်းသူပြောနေတယ်နော်ကိုလန်းကိုပဲသွားကြရမယ့်သူတွေပါဆိုပြီးတော့လည်းသူပြောတယ်ပြီးတော့နောက်တစ်ခုကကျတော့ဒီမှာပေါ့နော်သူအရင်တုန်းကပြောခဲ့တဲ့စကားတွေကိုပြန်ပြီးတော့သူပြန်ပြီးတော့ဖတ်နေတာမျိုးပေါ့အရင်တော့ပြောခဲ့တဲ့အဲ့ conversation လေးတွေပေါ့နှစ်ယောက်ကြားထဲမှာပြောခဲ့တာလေးတွေစာပို့ခဲ့တာလေးတွေကိုပြန်ပြီးတော့ပြန်ဖတ်နေတာမျိုးဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်အဲ့အရင်တော့ပြောခဲ့တဲ့စကားလေးတွေကိုသူလုံးဝမမေ့နိုင်ဘဲနဲ့ပြန်စဉ်းစားနေတာမျိုးလည်းဖြစ်နိုင်တယ်နော်ပြီးတော့နောက်တစ်ခုကသူစိတ်ထဲမှာသူချစ်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်unconditional love နဲ့သူချစ်တယ်ဆိုပြီးတော့သူပြောနေတာအရင်တော့ကတော့သူချစ်တာလားမချစ်တာလားသူမသေးခွဲဘူးမသေးကြဘူးဒါပေမဲ့အခုချိန်မှာသူစိတ်ကunconditional love နဲ့ချစ်တယ်ပေါ့။သူအဲ့လိုမျိုးလေးပြောနေတာမျိုးလည်းတွေ့ရတယ်ပေါ့နော်။ပြီးတော့နောက်တစ်ခုကကျတော့သူဒီဘက်ထဲမှာ follower လေးတွေအကြောင်းကိုသူအများကြီးစဉ်းစားနေတာဒီမှာလည်းပါတယ်သူညားတယ်ဆိုသူစဉ်းစားတယ်အထူးသဖြင့်ည10နာရီ17နာရီနောက်ပိုင်းတွေမှာ follower လေးတွေအကြောင်းအရန်တွေးမိတယ်ပြီးလို့ရှိရင်သူလုံးဝအိတ်မပြောတော့ဘူးအပုံစံမျိုးလေးဖြစ်နေတာကိုတွေ့ရတယ်သူကိုယ်တိုင်က follower လေးတွေကိုဘယ်လောက်ပဲမေးဖြောက်မယ်စူးစမ်းလုံးဝမေးဖြောက်လို့မရဘူးပြီးလို့ရှိရင်နှစ်ယောက်ကြားထဲမှာရှိတဲ့နေရဲ့တရက်နဲ့ပတ်သက်ပြီးတော့သူအခုချိန်ဒီအမှတ်ရနေတော့မယ်ပြီးလို့ရှိရင်သူ follower လေးတွေကိုတွေးလို့တွေးညာအဲ့လိုမျိုးသူ like ပြီးရှာနေတာမျိုးဒါမှမဟုတ်ရင်လေသူကိုယ်တိုင်ကလည်း follower လေးတွေနဲ့တူတဲ့သူတို့အဲ့လိုမျိုးလေးတွေကိုသူတွေ့နေတာလည်းဖြစ်နိုင်တယ်ပေါ့နော်သူ့ကိုပြန်မေးပြစ်လို့မရတော့အောင်အဲ့လိုမျိုးအကြောင်းမျိုးနဲ့သူပြန်ပြီးတော့ follower လေးတွေကိုပြန်အမှတ်ရနေတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးဖြစ်နေတာကိုလည်းတွေ့ရတယ်သူလည်းအဲ့ဒါကြောင့်တစ်ဖြည်းဖြည်းနဲ့ဒီ connection ဆိုတာကိုသူပို့ပြီးတော့ယုံကြည်လာနေတာမျိုးပေါ့နော်သူနားလည်လာနေတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးဖြစ်နေတာကိုတွေ့ရတယ်ပြီးတော့သူ့ဘက်ကတော်တော်လေးသတိရနေတယ်ပေါ့နော် follower လေးတွေနဲ့ပြောရင်အရင်တော့ကဘယ်လိုပြောမလဲဆိုအစကတည်းကမတွေ့ခဲ့ကြရင်ကောင်းမှာပဲလို့အစကတည်းကဒီလိုတွေမဖြစ်ခဲ့ကြရင်ကောင်းမှာပဲလို့အဲ့လိုစကားလုံးမျိုးလေးတွေလည်းသူအဲ့လိုလေးတွေလည်းသူတွေးနေတယ်လုံးဝမတွေးခဲ့ရရင်ကောင်းမှာပဲအခုကျပါမှဘယ်လိုပြောမလဲဆိုကိုလန်းကိုသွားရမယ့်ဟာကိုအဲ့လိုမျိုးတွေးခဲ့ကြတဲ့အတွက်နှစ်ယောက်ကြားထဲမှာအဲ့လိုဝမ်းနည်းစရာကောင်းတဲ့အဖြစ်အပျက်တွေရှိနေရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးပြောတာကိုတွေ့ရတယ်ပြီးတော့နောက်တစ်ခုကလေfollower လေးတွေနဲ့ပတ်သက်တဲ့သတင်းလေးတွေသူစောင့်မျှော်နေတာမျိုး follower လေးတွေနဲ့ပတ်သက်တဲ့အားလေးတွေသူအဲ့လိုမျိုးပေါ့သူဒီမှာလည်းအဲ့လိုမျိုးသူလိုက်ရှာနေတာမျိုးပေါ့နော်အဲ့လိုပုံစံလေးကိုပဲတွေ့ရတယ်နောက်တစ်ခုကဒီမှာလည်းထပ်ပြောတယ်သူဘာလို့အဲ့လောက်ထိလက်ကိုလုပ်ဖို့အရန်ခက်တာလဲကိုသူနားမလဲဘူးသူမစင်စားတတ်ဘူးသူမသိဘူးတဲ့အဲ့လိုကိုပြောရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုဒီမှာပြောထားတာကတော့ငါတို့နှစ်ယောက်လုံးလည်းသိပါတယ်ငါတို့နှစ်ယောက်လုံးကနှစ်ယောက်ကစုံမို့အတွက်တွေးကြတာမဟုတ်ဘူးဆိုတဲ့ဟာကိုငါတို့နှစ်ယောက်လုံးသိကြပါတယ်တဲ့ပြောရရင်တော့သူ့ဘက်ကလည်းသူမမေ့နိုင်သေးဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရတယ်သူလည်းအရန်သတိရနေတယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်သူညတွေလည်းအိမ်မပြောဘူးပေါ့အဲ့တော့ဒါလေးနောက်ဆုံးတစ်ခါထပ်ဆွဲလိုက်မယ်ပေါ့နော်သူမှားခဲ့တာတွေလည်းသူသိပါတယ်နော်မှားခဲ့တာတွေလည်းသိပါတယ်တဲ့ပြောရရင်တော့သူအခုချိန်မှာ follower လေးတွေနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေတော်တော်များများက
့ကိုပြန်ပြီးတော့သတိပေးနေတယ်လို့ပဲသူ့ကိုပြန်ပြီးတော့အမှတ်ရအောင်လုပ်ပေးနေတယ်လို့ပဲပြောရရင်လည်းသူလုံးဝမမေ့နိုင်ဘူးပေါ့နော်အရာအလုံးကfollower လေးတွေကိုသတိရအောင်သတိပေးနေတယ်လို့ပဲဆိုပြီးတော့သူပြောနေတာမျိုးလည်းတွေ့ရတယ်ဒီထဲမှာတော့သူမှားခဲ့တယ်ဆိုတဲ့အားတွေကိုလည်းသူဘက်ကသူသိတယ်ပြောရရင်လည်းအခုချိန်မှာသူပြန်တွေ့ကျင်တာဘာညာလေဆိုတော့ပြန်တွေ့ကျင်တယ်ဆိုတာကနှစ်ယောက်အတူတူပြန်ဆုံကျင်တယ်ဆိုတာမျိုးမဟုတ်ဘူးအဝေးကနေကြည်ကျင်တာမျိုးလေးပဲဖြစ်ဖြစ်သတင်းလေးကြားကျင်တာမျိုးလေးပဲဖြစ်ဖြစ်သူအဲ့လိုပုံစံလေးပေါ့နော်အဲ့လိုမျိုးစိတ်ကလေးဖြစ်နေတာတော့ခံစားမိပါတယ်အဲ့တော့သူကတော့အခုချိန်မှာဒီ connection ကိုနားလည်လာနေပြီပြီးတော့သူ follower လေးတွေအပေါ်မှာလည်းမမေ့သေးဘူးပြီးတော့နောက်တစ်ခုက unconditional love နဲ့သူချစ်တယ်တဲ့နော်follower လေးတွေကိုဘယ်အခြေအနေမှာဖြစ်ဖြစ်ပျော်ရွှင်နေစေခြင်းနဲ့ကျန်းမာနေစေခြင်းနဲ့ဘဝမှာအေးချမ်းဖြတ်သန်းနေတာမျိုးကိုပဲသူတွေ့ချင်တယ်ပေါ့နော်အဲ့လိုမျိုးကိုပဲအေးစေးဖြတ်သန်းပြီးတော့ဘဝမှာကျန်းကျန်းမာမာလေးနဲ့ပျော်ပျော်ရွှင်ရွှင်လေးနဲ့နေထိုင်သွားနေတာကိုပဲသူမြင်ချင်တယ်ဆိုတော့ခံစားချက်ကလေးလည်းခံစားမိတယ်ပေါ့နော်အဲ့တော့ကြတော့ဒါဒီနေ့မှာတော့ follower လေးတွေရဲ့တစ်ဖက်သူက follower လေးတွေကိုပြောချင်နေတဲ့အကြောင်းအရာလေးတွေကိုကြည့်ပေးခဲ့တာဖြစ်ပါတယ်အဲ့တော့နောက်ထပ် video တွေမှာထပ်ပြီးတွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye